ပြန်ရောင်းရင်လုံးဝမျက်နှာပန်းလှစီမဲ့ငါးသုံးမျိုးနဲ့ကျွန်တော်မိတ်ဆက်ပေးပါအောင်မယ်ခင်ဗျာဒီကောင်လေးတွေကငလာတာလို့ခေါ်ပါတယ်ငလာတာလုံးဝကြည်တောက်ရှင်ဖွေးတဲ့အလှစားပါဒီကောင်ကြီးကိုဖိုက်ကိုခေါင်းလုံးဝပြက်ပြီးသားလေးပါခေါင်းသားပြက်ပါတယ်လုံးဝအလှစားပါပိတ်တလုံးပြည့်လို့ရှိရင်တော့2000နဲ့မှ6000နဲ့ပဲယူပါအချိန်များရင်တော့ကျွန်တော်ဈေးလေးထပ်ပြင်ပေးပါအောင်မယ်ခင်ဗျတော်လေးလှပါတယ်ငလာတာနောက်တစ်မျိုးကတော့ငရောင်ပြားလေးတွေပါငရောင်ပြားရောင်ဖြူပြားလေးတွေပေါ့ဗျာဒီကောင်လေးတွေကတကောင်ကို4ချက်သားစိုက်ဝင်းကျင်လေးတွေပါခင်ဗျာပိတ်တလုံးပြည့်လို့ရှိရင်တော့2000နဲ့မှ9000နဲ့ပဲယူပါအချိန်များရင်တော့ကျွန်တော်ဈေးအနေငယ်ထပ်ပြင်ပေးပါအောင်မယ်ဒီငရောင်ပြားလေးတွေလည်းလုံးဝပြန်ရောင်းရင်မျက်နှာပန်းလှစီမယ်အမျက်ကျန်းဒီမဲ့ငါးလေးတွေပါခင်ဗျာတော်လေး6အားလေးလည်းကောင်းပါလေခင်ဗျာနောက်တစ်မျိုးကတော့ကျွန်တော်ကျိုးအားလေးတွေပါကျိုးအားလေးကတော့နည်းနည်းအနှဲငယ်ဈေးကတက်ပါတယ်ကျွန်တော်ရှိရငါကတော့လုံးဝခေါင်းသားပြက်ပြီးသားပါဘိုက်သားပြက်ပြီးသားပါပိတ်သလုံးပြေးလို့ရှိရင်တော့2000နဲ့မှ1000နဲ့ပဲယူပါကျိုးအားလေးတော်လေး6အားကောင်းပါတယ်လှပါတယ်ခင်ဗျာ3994319389ဆက်သွယ်ပေးပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်